ရိသတ်များရှင်မိုင်းဖုံးဆရာတော်ကရှမ်းလူမျိုးတွေရဲ့ခိုင်မာကိုးကွယ်ခြင်းကိုရရှိထားတဲ့ဆရာတော်တစ်ပါးဖြစ်ပါတယ်။ဂူအောင်တရားတွေကျင့်နေတဲ့မိုင်းဖုံးဆရာတော်ကိုရှမ်းလူမျိုးတွေတာမကမြန်မာနိုင်ငံအရရက်မှာလည်းယုံကြည်ကိုးကွယ်သူတွေရှိပါတယ်။ဆရာတော်ကပုံမှန်ဆိုရင်ရှမ်းပြည်နယ်ဘက်မှာသာလှည့်လည်ကြွချီတတ်တယ်လို့အများအပြားဂူအောင်တရားကျင့်နေတာသာများပါတယ်။ဒါပေမဲ့ငလင်လုပ်ပြီးရက်20ကြာမှာမိုင်းဖုံးဆရာတော်ကဂူအောင်တရားကျင့်တာတွေကိုရက်ပြီးငလင်တန်ကိုအဓိကခန်းစားတဲ့ဒေသတွေကိုကြွချီလာပါတယ်။နေလဲကြွချီတာကရှားလွတ်တဲ့အတွက်ယုံကြည်ကိုးကွယ်သူဒါကာတိုင်းကမတွေကလည်းအပြည့်ရှံကိုဖူးမြော်ကြပါတယ်။မိုင်းဖုံးဆရာတော်ကိုဖူးမြော်ဖို့ဆိုတာကန့်သက်ချက်တွေလည်းများလာပါတယ်။ရေမိုးချိုးပြီးတက်လွတ်နေပြီးမှုေးကြိုင်တန်ရှင်းနေမှသာဖူးမြော်ခွင့်ရှိတာပါ။ဆရာတော်ကရန်ကုန်မြို့မှာလည်းတရားပွဲကျင်းပခဲ့ပါတယ်။ဖူးမြော်သူတွေကိုငလင်နဲ့ပတ်သက်ပြီးအန်နီရကင်းအောင်တရားဟောပေးတာပါဒါအပြင်ငလင်ပါကြောင့်လောက်ရတလင်းဆိုတာအဖြစ်ကိုဆရာတော်ကမိန့်တော်မူခဲ့ပါတယ်ငလင်ကပညာရှင်တွေအနှစ်နဲ့လကသူတည်တနာပြုခဲ့တယ်လို့ပြည့်ရွေ့ကြောင်းတွေကြောင့်လှုပ်ရတာမဟုတ်ပဲမြေအောက်မှာရှင်တန်နေတဲ့ငကားကြီးကြောင့်လို့မိန့်လာခဲ့တာပဲဖြစ်ပါတယ်လူတွေရှင်တန်နေထိုင်နေမြေကြီးရဲ့အောက်မှာငကားကြီးတစ်ကောင်ရှိနေတာပါအဲ့ဒီငကားကြီးကတာမန်ငကားကြီးမဟုတ်ပဲအစမတန်ကိုကြီးမားရှင်နေရတဲ့ငကားလို့ဆိုပါတယ်မိုင်ပေါင်း3000ထိကိုရှင်လျရတဲ့ငကားကြီးကနေထိုင်နေလှန်လိုက်မိတယ်ကြီးထွားလာတဲ့ခန္ဓာကိုယ်နဲ့လှန်လိုက်တဲ့ငကားကြီးကြောင့်မြေကြီးတွေတုန်ခါပြီးငလင်ဖြစ်လာတာဆိုပြီးမိုင်းဖုံးဆရာတော်ကမိန့်တော်မူပါတယ်အခုလိုမိန့်ကြားလာတဲ့မိုင်းဖုံးဆရာတော်ရဲ့စကားကြောင့်လူများကလည်းအံ့ဩတင်ရပါတယ်သူတေသနာပညာရှင်တွေကအနှစ်နဲ့လရှာဖွေသူတေသနာပြုလာတဲ့ယာတွေကိုစန့်ကျင်ပြီးဆရာတော်ကဟောလိုက်တာကြောင့်မှဒါအပြင်ငလင်ကြောင့်မြန်မာနိုင်ငံမှာအကွဲကြောင့်ကြီးတွေလည်းအများကြီးဖြစ်ပေါ်လာခဲ့ပါတယ်အဆိုပါအကွဲကြောင့်တွေကိုသူတေသနာပညာရှင်တွေကလိုက်လံကတက်တည်ထူနေတာပါလေးလာနေကြတဲ့သူတည်တနာပညာရှင်တွေကိုလည်းဆရာတော်ကအကွဲကြောင်းနောက်လိုက်ရင်ငကားကြီးနဲ့ဆုံလိုက်မယ်လို့တတိပေးထားပါတယ်။မိုင်3000ရှိရဲ့ငကားကြီးနဲ့တွေ့ပြီးငကားကိုနှိုးလိုက်တယ်လို့ဖြစ်လိမ့်မယ်လို့ဆိုပါတယ်။ဒါအပြင်ငလင်ပေးတဲ့ဒေတာတွေကိုလည်းကတရားဟောနေတာကလူတွေဖိတ်ကြားလို့မဟုတ်ပဲnetတွေကပင်ဖိတ်တာကြောင့်ဆရာတော်ကကြွချီပေးနေရတာလို့ဆိုပါတယ်။ဆရာတော်ကတရားဟောတဲ့အချိန်မှာလည်းအမြဲတမ်းဟောနေကြတရားဖြစ်တဲ့အချစ်မရှိအောင်နေရမယ်။အချစ်မရှိရင်ဒုက္ခမရှိတော့ဘူးဆိုတဲ့တရားကိုသာဟောကြားခဲ့တာပါ။မိုင်းဖုံးဆရာတော်ဘုရားကြီးကိုယုံကြည်သူအများပြားကတော့မြေကြီးအောက်မှာငကားကြီးတစ်ကောင်ရှိနေပြီဆိုတာကိုရှုံကြည်တက်ဝင်နေပါပြီ။ငကားကြီးမလှုပ်ရှားဖို့အတွက်လည်းပူစော်ပသကြအောင်မှာဖြစ်ပါတယ်။အမှုပညာလောကမှာဆိုရင်လည်းအေမီဇာကငကားမျိုးနွယ်ဝင်ဖြစ်ကငကားမာရီဖြစ်ကြော်ကြားသူပါ။သူတေသနာပညာရှင်တွေကတော့တဘာဝတရားကြီးကြောင့်ဖြစ်လာတဲ့ငလင်ပေါ်ဆရာတော်ခုလိုမမိန်တင်ကြောင်းထောက်ပြနေပါတယ်။မိုင်းဖုံးဆရာတော်ဘုရားကြီးမိန်လာခဲ့တဲ့မိုင်ပေါင်း3000ကျော်ငကားကြီးပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့